ကျွန်တော်ဒီမိကုန်းလေးဖြည့်ပေးမှာဗျာနော်ဘယ်နိုင်ငံမိတ်လက်သိချင်းဘယ်လိုဆက်ရပါသလဲတဲ့ကျွန်တော်တင်ထားတာကသူက iPhone နဲ့ပတ်သက်ပြီးတင်ထားတဲ့ဗီဒီယိုမှာဖြစ်တဲ့အကြောင်းကျွန်တော် iPhone တွေကဘယ်နိုင်ငံမိတ်လက်သိချင်းဘယ်လိုဆက်ရပါသလဲဆိုတာမေးတာဖြစ်လိမ့်မယ်ဗျ iPhone တွေကကျွန်တော် made နဲ့ခွဲလို့မရဘူးဗျ iPhone တွေက made in China made in USA ဆိုယူမလာဘူးဗျ iPhone တွေကြတော့ made in China made in India အဲ့လိုမျိုးတွေနဲ့လာတာခင်ဗျ iPhone တွေကရေဘူးရဲ့အပြင်တော့ကျွန်တော်တို့ညာတော့အပြင်တော့ကျွန်တော် China မှာတက်စင်ထုတ်လုပ်တယ်ပြီးတော့အခုနောက်ပိုင်းဆိုတော့ကျွန်တော် India မှာတက်စင်ထုတ်လုပ်တယ်ခင်ဗျအခုနောက်ပိုင်း Vietnam တို့ဘာလို့မှတော့ကျွန်တော်တို့တက်စင်ထုတ်လုပ်တာတွေကျွန်တော်သိရတယ်ဗျကျွန်တော်တရုတ်မှာဆိုရင်တော့ China မှာဆိုရင်တော့ကျွန်တော်တို့2000ခုနှစ်ကတက်စင်ထုတ်လုပ်လာတာခင်ဗျအိန္ဒိယကတော့ကျွန်တော်2019မှာစပြီးတော့စထုတ်တယ်ခင်ဗျအိန္ဒိယမှာစက်ရုံထောင်ပြီးတော့အဘဲကစထုတ်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ Vietnam ကစက်ရုံမှာကျတော့ကျွန်တော်တို့2020 2021လောက်က Vietnam မှာစပြီးထုတ်တယ်ခင်ဗျဒါပေမဲ့ Vietnam မှာထုတ်တာကကျတော့ကျွန်တော်တို့ iPhone တွေ iPad တွေတော့မဟုတ်ဘူးသူက accessory component တွေပေါ့ဗျာ component လေးစထုတ်တယ် AirPod တို့ပြီး charger တို့အဲ့လိုမျိုးအသေးအမွှားပစ္စည်းတွေစထုတ်တယ်ခင်ဗျ Vietnam မှာတော့ပြောရင် Brazil မှာလည်းထုတ်ခဲ့ဘူးတယ် Brazil မှာကျတော့ကျွန်တော်2017တုန်းက Brazil စက်ရုံမှာ iPhone 4S တွေကိုစထုတ်တယ်ဒါပေမဲ့ခုနောက်ပိုင်း2023နောက်ပိုင်းမှာတော့ကန့်တက်လိုက်ပြီလို့သိရတယ်ခင်ဗျတိတ်မထုတ်တော့ခင်ဗျ iPhone တွေကိုကျွန်တော်တို့အဓိကmate နဲ့စစ်ချင်တာထက်ကျွန်တော် region နဲ့ပဲစစ်လို့ရမှာခင်ဗျ iPhone နဲ့မှာကျွန်တော် region နဲ့စစ်မယ်ဆိုရင်ကျွန်တော်အခုဒီမှာ list ပြထားတယ်ဒီ list တွေကတော့ဒါအရေးဘူးရအဖြစ်နိုင်ငံတွေခွဲထားတဲ့ list ခင်ဗျဒီထဲမှာဆိုအစုံပဲခင်ဗျနော်ကျွန်တော်မြန်မာပြည်မှာအဓိကသုံးတာကတော့အများစုသုံးနေကြတာ ZPA တို့ပြီးတော့ ZAA တို့ CHA တို့အများကြီးပဲခင်ဗျပြီးသွားရင်ကျွန်တော်တို့ KHA တို့အခုဆိုရင် JA တွေဝင်တယ်အများကြီးပဲပြီး XA တွေဝင်လာ16 series မှာဆိုအများကြီးဝင်လာခင်ဗျပြီးတော့ HNA တို့အဲ့လိုမျိုး region တွေအများကြီးရှိတယ်ခင်ဗျရေဘူးရအပြင်စစ်မယ်ဆိုရင်တော့ကျွန်တော်တို့ iPhone ရဲ့ setting ထဲမှာသွားပြီးတော့ကျွန်တော် general တဲ့အပေါက်ထဲမှာကျွန်တော် model number မှာနောက်ဆုံးအခရာတွေကိုစစ်သိနိုင်တယ်ခင်ဗျအဲ့အရာတွေကတော့ဘယ် region လဲဒီကောင်ကဘယ်နိုင်ငံအတွက်ထုတ်ထားလဲဆိုတာလေးကိုတော့စစ်လို့ရမှာခင်ဗျကျွန်တော်ဗီဒီယိုကြိုက်နေတဲ့ဆိုလို့ရှိရင်ကျွန်တော် like share comment လေးပေးသွားကြပါဦးဗျမိတ်ဆွေတို့အနေနဲ့ဖုန်းနဲ့ပတ်သက်ပြီးသိချင်တဲ့အကြောင်းအရာရှိရင် comment မှာရေးသွားလို့ရခင်ဗျကျွန်တော်အလင်းတင်သူတို့အားလုံးဖြေချပေးတော့မှာခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ